ဘိုးတော်ဟန်နှင့်ခတ်စေးဘရင်အောက်လန်းဆံမြညသည်နတ်တဲ့နက်ကမှောင်မိုက်လာ၏တရွာလုံးသည်လည်းတိတ်ဆိတ်လျက်ငြိမ်သက်နေလေပြီသို့သောရွာစွန်ဘက်ရှိတိမ်ကြီးတိမ်၌မူမိတ်တုတ်တုတ်မိခွေအလင်းရောင်နှင့်အတူလူနှစ်ဦး၏တီတိုစကားသံများဖြင့်သက်ဝင်လှုပ်ရှားနေ၏အတန်ကိုအုပ်၍ပြောနေသည့်တိုင်၎င်းတို့၏အတန်များသည်တစ်ခါတရံ၌တိမ်ကြီးအပြင်ဘက်မှကြားရောက်လောက်အောင်ထွက်ပေါ်နေလေ၏ငါတပည့်လုံနေပြီးဒီလောက်တောင်ခံခဲ့ရတယ်ဆိုတာမဟုတ်သေးပါဘူးခွေးနေရဲ့တော်တော့ကိုတောက်သုံးမကြတဲ့ကောင်ပဲထွီဟုတယောက်မှပြစ်တင်မှန်မဲလိုက်ရာကြံတယောက်ကတိုက်ရင်လေတီးပါမယ်ဆရာကိုဆံမြရဲ့ကျုပ်လည်းအစွမ်းကုန်ပြန်ချတာပါပဲခက်တာကအဲ့ဒီဆရာရဲ့ပညာကဒွါရကိုးပေါပိတ်တဲ့ပညာမျိုးဆရာကြီးဘယ်လိုချလိုက်သည်မြသူ့ကိုမထီပဲကျုပ်လို့တာကျုပ်ပြန်ထိနေတော့တာကလားဟုစောရကပြန်တက်လိုက်လေ၏ထိုအခါစံမြဆိုသောလူကတော်စမ်းမှာခွေးနေရာမင်းဘာသာအသုံးမကျရင်အသုံးမကျဘူးပေါ့ဒွါရကိုးပေါပိတ်တယ်လေးဘာလေးလာလုံနေသေးတယ်မင်းမသိမချင်းမှတ်ထားတည်ပြီးတဲ့အထိလည်းမှတ်ထားစံမြတက်ထားတဲ့ပညာကနှစ်ပဲတပြားပညာမဟုတ်ဘူးကွာဟေ့ဒီမှာကြည့်ကွာဟုဆိုလေ၎င်း၏လက်ဝါးများအားဝှေ့ရမ်းလိုက်ရာအိမ်ခေါင်တွင်မိုးထားသောထုတ်တန်းများသည်ဘုံငနေဖြောင်းငနေကျိုးပဲ့ကြည်မွကအောက်သို့ပြုတ်ကျလာလေ၏ခွေးနီသည်မြည်တို့မြပြန်မပြောဝင်တော့ပဲဒုတို့ခေါင်းငုံကနှုတ်ဆိတ်နေရလေ၏ထုတ်တန်းများကျိုးကျပျက်စီးသည့်အတန်များကြောင့်တိမ်ကြီးအခန်းအသီးသီးရှိချင်းတော်များ၌အိယာဝင်နေကြသော